သိပါတယ်ဒါပေမဲ့မလိုက်ဘူးဗျာနော်ဘလန်တို့ကြောင်းမှာဟီရိုကီရသေးတယ်လာတွေ့တယ်မလားလို့တော့မပြောနဲ့လေကွာဒါဟာဟေးအောင်ရေကဲ PA7 မှာဒါပဲကိချပြီးဆူနာမီစလန်နဲ့ခေပါရှော့မီနီယာနေပါယူသွားတယ်ဘေနီကို stick လူတကာချစ်တဲ့ super stick ဟီရိုက၄កောင်လို့သူကိုယ်တိုင်ပဲပြစ်ချပေးသွားတယ်မီနီယာနဲ့အတူ game number 1တန်းမှာအမ်ပြီး12 minute အပြတ်တက်ပဲညီကိုတို့ကတ်တလုံးနဲ့ပါပိုင်းပြီးတော့ dash ကိုပါဖြတ်ပေးလိုက်တယ်ပဲ9កောင်လို့ထင်း white out နေလို့ဟီရိုက0ပါတဲ့ဘဲဦးကိုမဆလာနဲ့ချက်လိုက်ရတာတော့ fair ကုန်ပဲဖြစ်ပါတယ်ညီကိုတို့ရေဟာမင်းဂရုံးပြောင်းနေတာပဲကွာမင်းလီနာဂရုံးအတိုင်းပဲဟောင်းရေးမင်း fair ကုန်ဘက်က game 1 key တွေကတော့ကြားလာနော်ဘယ်တော့ game number 1 fair ကုန်နိုင်သွားပြီကိုသေးတယ်လဲမကြည့်နဲ့တော့တဲ့မင်းလီနာရဲ့ဂရုံးကြီးပဲပြေးမြင်နေရအောင်ဂရုံးပြောင်းနေတာပဲမင်းဘဲဦးလေးကိုဟမ်ရွှေကောင်းမြောင်ညီကိုတို့နော်ဘဲဦးကိုမဆလာနဲ့ချက်တာတော့ fair ကုန်ပဲဖြစ်သွားရင်းနဲ့ပဲကျွန်တော်တို့ရာဇဝင်နဲ့လို့လည်းပြောခဲ့တယ်ဘရိုနော်ဟော fair ကုန်ဘဲဦးကဖြစ်ပြန်ပြီကွာဘဲဦးရမင်းတို့ဘဲဦးပုံနေမှန်ဘန်းမှာနော်အေးမင်းတို့စပန်းနဲ့ကျွန်တော်ပြောပါလေကိုစီအော်ဒီနေ့ဘဲဦးလာတော့ဘဲဦးကတ်စင်းမှာပါတော့ဘဲဦးကဓာတ်ခိုင်နေတာကွာကြီးပါဟိုတက်